အားလုံးပဲမင်္ဂလာပါရှင်။ကေကဒီနေ့ဗီဒီယိုတစ်ခုကို share လုပ်ပေးချင်ပါတယ်ရှင်။ပထမဆုံးကြည့်တဲ့အချိန်မှာပေါ့နော်။ကေကကိုယ့်ကိုယ်တိုင်အော်သွားပါတယ်။တကယ်တော့ဒီထဲမှာဖြစ်သွားတာကအရင် interested ဖြစ်ပြီးတော့နောက်ဆုံးမှာဘာဖြစ်မလဲဆိုတာမထင်နိုင်လောက်အောင်ပါပဲပေါ့နော်။အဲ့ဒါကြောင့်အကိုတို့အမတို့လည်းအဆုံးထိကြည့်ပြီးတော့အကိုတို့အမတို့ရဲ့အမြင်ကို comment မှာပြောသွားပေးပါဦးရှင်။တချို့လူတွေကဒီလိုအခြေအနေကိုမတွေ့ဘူးတဲ့သူရှိသလိုတွေ့ဘူးတဲ့သူတွေလည်းရှိရပေါ့နော်။ကြည်နဲ့လုံးဝ surprise ဖြစ်သွားနိုင်တယ်။ဒါပေမဲ့တကယ်ဖြစ်နေတဲ့အရာတွေပါပဲပေါ့နော်။ဒါကြောင့် skip မလုပ်ပဲဆက်ကြည့်ပေးဖို့ကေတောင်းဆိုပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ် လုံရှာနေတဲ့သူကလုံရှာကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီးသားဘသူကမှချုံမထားမပိတ်မဒုက္ခနိုင်ငံလုံးကလာပါတော့မောင်တို့မဲတို့ပြီးကိုကြတဲ့ own joie so fresh so clean I rap so mean I'm blessed homie I get it live like a techno scene can't mess with the essence like retro teams the fittest on earth FFO